brother တဲ့ manual recommendation တွေလုပ်ပါဦးနဲ့ဟုတ်တယ် manual recommendation ကမလုပ်တာပြောရင်တော်တော်ကြာသွားပြီလို့ပြောရရနော်အဲ့လိုပြောလိုက်တဲ့အချိန်မှာလေဖတ်ထားရအရန်များတော့ဆိုတော့ကျွန်တော်ပြောသလိုပဲကျွန်တော်ပထမကြိုက်တယ်ဆိုရဲ the greatest estate developer ကိုအရင်ဖတ်ကြပါတော့အဲ့ဒါဖတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ပြောရရင်ဗျာကျွန်တော်ဟိုလိုမျိုးဒီမန်ဟွာတို့ကပြောလို့ကြာ underrated ဟာတွေတော့ကြည့်နေရမျိုးမဟုတ်ဘဲနဲ့နာမည်ကြီးရဲ့ဟာတွေလည်းဖတ်တယ်လို့ပြောတာနာမည်ကြီးရဲ့ဟာတွေ S time ဟာတွေပြီး story building ကောင်းတဲ့ဟာမျိုးကြီးအပိုင်းတစ်ဖတ်လိုက်တာနဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ဟာမျိုးပဲလိုက်ဖတ်တာကွာဆိုတော့ကျွန်တော်ဖတ်ဘူးပြီးသားဟာတွေက brother တို့လည်းဖတ်ဘူးပြီးသွားလောက်ပြီလို့တော့မြင်နေပေါ့လေwhatever ပါထားပါတော့ဆိုတော့ဒီဇလန်ကိုကျွန်တော်ရှင်းပြီးတော့ပြောရမယ်ဆိုရင်အမှန်တကယ်ကွာကျွန်တော်ဇလန်တစ်ခုပဲဇလန်ပဲဖြစ်ပဲဇလန်ကိုဘယ်လိုပဲ review လုပ် review တစ်ခုပဲလုပ်လို့ရှိရင်ကဘာမှမဖြစ်အဲ့မှာသွားပြီးတော့ရှင်းလိုက်လို့ရှိရင်တစ်ဖက်က fan တွေရောက်လာဟာမင်းကဘာဖြစ်တာလဲငါကဘာဖြစ်တာလဲဆိုပြီးရှောက်လာကြအောင်ဆိုတော့ဒီနေ့မှလည်းကျွန်တော်ရှင်းအောင်ပါဆိုတော့ကျွန်တော်ရဲ့ဟိုးရင် view တွေအောက်မှာဘာဖြစ်တာလဲဆိုတော့ brother review ရှိဘူးလိုက်တာbrother review ရှိအောင်လေreview မကြည့်ရသေးဘူးလားဘာဖြစ်လို့မကြည့်သေးရလဲအများမှတ်နေတွေ့ပေါ့လေဆိုတော့အဲ့လိုပြောလိုက်တဲ့အချိန်မှာကျွန်တော်ပင်ကို personality အရှာကငိုနေတဲ့ character ကျွန်တော်မကြိုက် My Hero Academy ကတော့မှ animation ရဆောင်းရမ်းကောင်းနေလို့ပြီးအောင်ထိကြီးဖြစ်သွားတာကွာဒါပေမဲ့အဲ့လိုမျိုးငိုနေရ MC ကဆောင်းဝီဖြစ်လုံးတယ်လို့ခံစားရရင်ဇလန်မကြည့်ရသေးဘူးเนาะခံစားရလို့ရှိရင်အဲ့ကောင်မကြည့်တော့ To Your Revenge draw ထားရတယ်အဲ့ဒါကြောင့်ပါတယ်ကွာ MC ကအားနဲ့ထိုးဟန်နေရဆိုတော့ကျွန်တော်အခုပြောပြမယ် webtoon ကReZero က Subaru တဲ့ပိုတာရလို့ပြောလို့ရှိရင်စိတ်ဆိုးကြမလားဘလို့ပြောတာမဟုတ်ဘူးเนาะကာရီတာကိုပြောတာဆိုတော့ okay ReZero ကကျွန်တော်တီးသလောက်ပေါ့နော်ကျွန်တော်တီးသလောက်ပေါ့မှားရင်လည်းမှားမယ်နော်ဒီချက်ကမှားရင်လည်းမှားကောင်းမှားနိုင်တယ် ReZero က तू ကပေပြီးတော့လူပြန်ပတ်တဲ့ကိစ္စကအများကြီးမဟုတ်ဘာလို့လဲဆိုတော့ကျွန်တော်အခုပြောပြမယ့် webtoon တွေက character ကတစ်နှစ်အဲ့တရက်သေးကို तू တစ်နှစ်လောက်ဖြတ်ခဲ့ရတဲ့ဟာမျိုးရှိတယ်ဖြတ်တာကလည်းအဲ့လိုအသက်ခံပြီးဖြတ်တာကွာတစ်နှစ်ထဲကိုတရက်ထဲကိုတစ်နှစ်ဆိုတော့365ကအသက်ခံရပြီးတော့မှအဲ့တရက်ကိုကြော်လာရဲဆိုတဲ့ပုံစံမျိုးအခုကျွန်တော်ပြောပြမယ်ခင်ဗျားတို့ပြောစီရှင်ခင်ဗျားတို့ဖတ်စီရှင်တဲ့ webtoon က Eternally Regressing Night ဆိုတဲ့ webtoon တစ်ခုပေါ့နော် chapter 100ကျော်ပြီနောက်ဆုံးကျွန်တော်ကိုယ်တိုင်လက်ရှိနောက်ဆုံး chapter အထိဆက်ဖတ်နေသေးပေါ့နော်အဲ့ဇလန်ကစောပြောသလိုပဲ ReZero Subaru လိုမျိုးပဲလူပတ်ပေမဲ့ထူးခြားတာက Subaru လိုမျိုးအားနေငုံနေတာအဲ့လိုပြောရာမင်းဘာဖြစ်ဘာလို့ပြောဘာဆိုပြီးမျိုးပြောချင်တဲ့ကောင်တွေရှိကောင်းရှိမယ် but I don't fucking care မင်းတို့အဲ့ web တော့သွားဖက်ကြည့်အဲ့ Eternally Regressing Night ကဆိုတော့ပြောဆိုပဲသူတရက်ထဲကိုတစ်နှစ်တာမှဆိုယူခါဝိုင်းပြီးတော့သူကိုယ်တိုင်ကလည်း mentally strong ဖြစ်နေရမဟုတ်ပြောချင်တာသိတာအသက်ခံရလို့တချို့ကြတော့ကွာပြောမယ်ရောင်စူပါရူတည်ရဆိုတာမျိုးကသူချစ်တဲ့လူတွေတည်တာသူကိုယ်တိုင်ကြီးခဲ့ရတာသူကိုယ်တိုင်ခံစားပြီးတည်သွားခဲ့ရတာဆိုလို့ရှိရင်ဒီကားတဲ့ကကျွန်တော်အခုပြော webtoon တဲ့က MC ကိုသွားကြည့် Battlefield ရဲ့မှာတိုင်နေသူ teammate တွေသူ comrades တွေတည်ရအောင်ပြောရရင်ခောက်ထောင်နဲ့ချီမြင်ခဲ့တောင်းနဲ့ချီမြင်ခဲ့ပြီးွားပြီကွာဆိုတော့ Medal State အရာဆိုလို့ရှိရင်ကျွန်တော်အခုပြောမယ် webtoon တွေက MC က Subaru နဲ့ရှိလို့ရှိရင်တအားကွာဆိုတော့ webtoon အကြောင်းမိတ်ဆက်ရလို့ရှိရင် MC ကစောင်းပိန်းတိန်ပြီးတော့လေကျွန်တော်တို့ငယ်တုန်းကကစားတဲ့ပုံစံမျိုးဆိုလို့ရှိရင်ထမင်းရိုးဟင်းကျိုးပေါ့ကွာချက်ကွက်ထဲမှာကစားတဲ့ထမင်းရိုးဟင်းကျိုးပုံစံမျိုးနဲ့ထားတဲ့ပုံစံမျိုးအဲ့လောက်ထိကိုပိန်းတယ်ဒါပေမဲ့အကောင် commander ဖြစ်နေတယ်ဒါပေမဲ့အကောင်ဆောင်းရင်ကြိုးစားနေတယ်ပြောလို့ရှိရင်ကြိုးစားရင်ဆော့ဖြစ်မရှိရဲ့ MC လို့ပြောရမယ်မင်းဘလောက်ကြိုးစားမင်းဘာကောင်မှဖြစ်လာမှာမဟုတ်ဆိုစကားနဲ့အညီကိုလုံးပြနေရဲ့ MC ပေါ့နော်သူတောက်လျှောက်လေ့ကျင့်နေဘာမှဖြစ်မလာဘယ်တခုမှဖြစ်မြောက်လာဆိုတော့အဲ့လို
ဆောင်းရန် zero hero ကို zero hero ကို buff ပေးရပုံ buff ပေးရပုံစံကတာမန် system ကားတွေလို့တာမန် EC ကန်ကားတွေရော short in power ယူလိုက် short in system လောက်လိုက် short in train လိုက်ဆိုရင်မဟုတ်ဘူး better experience ကိုတရက်သေးကိုနှစ်ပေါင်းနှစ်အများကြီးရက်အများကြီးတချို့စင်းနေဆိုရင်ဆောင်းခက်တဲ့ battery ဆိုလို့ရှိရင် तू တစ်နှစ်ကျော်နှစ်နှစ်လောက်လားမသိအဲ့ဒါတေချာမှတ်ပြီတေချာတစ်နှစ်ကျော်တဲ့အထိရော तू တရက်ထဲမှာနေခဲ့ဘူးရယ် yeah တရက်ထဲမှာတစ်နှစ်ကျော်သက်ခံ bro အဲ့ညမှာ super လို့ဆိုဘယ်လိုဖြစ် re0 fan တစ်ချက်ပြောကြည့်ပါဦးကျွန်တော် re0 ကကျွန်တော်မကြည့်ဘူးလို့လေ re0 က super လို့သာတရက်ထဲမှာတစ်နှစ်လောက်ခေါင်းကသက်ခံနေရလို့ရှိရင်အုံနောက်မြန်လွတ်သွားမလား yeah ဆိုတော့အဲ့လိုမျိုးပဲသူ့ရဲ့ဖြစ်ရှင်တော့သူက commander ကွာသူ့ရဲ့အောက်က team mate တွေကသူ့တက်ကြံတယ်အဲ့လိုမျိုး battle fee battle တခုလာတယ်သူကသူတယောက်ထဲကတော့တရက်ထဲမှာတစ်နှစ်လုံးဖြတ်တန်းပေးရဖြတ်ခဲ့ရပြီမဲ့သူဘေးနာက team mate တွေကဟာဒီကောင်နေကြီးညရင်ဆောင်းရင်းကြောင်းပါလားဘလို့ဖြစ်တာလဲအဲ့လိုမျိုးနဲ့သူ့ကိုသူတို့တက်ခဲ့တဲ့ maybe paladin တို့beast တို့အဲ့လိုမျိုးပုံစံမျိုးကြီးကွာသူတို့ရဲ့သက်ဆိုင်ရာဗမာလိုကြီးပြောရင်တိုင်းနေတင်ပြရအောင်ကွာဗမာလိုကြီးပြောလို့ရှိရင်သူတို့ရဲ့သက်ဆိုင်ရာသူတို့စက်ခန္ဓာတွေမှာရှယ်အဲ့ဒီကိုတင်ပေးတာပေါ့ MCU ဆိုတော့ဇလန်အဲ့လိုမျိုးသွားတာတယ်တောက်လျှောက်ကအဲ့လိုမျိုးဘက်တွေလာတယ်သူမကြော်နိုင်တဲ့ဘက်တွေလာတယ်မကြော်နိုင်တဲ့ဘက်တွေမှာလုံးဝကို0 hero အနေနဲ့ဘယ်လိုမျိုးကြော်လဲဘယ်လိုမျိုးဘက်တွေကိုတီးခံပြီးလုပ်လဲဘယ်လိုမျိုးဒီသူ့ရဲ့မတည်ရဲ့ဟာမျိုးကြီးကိုဘယ်လိုမျိုး step down လုပ်သွားသလဲဆိုတဲ့ဟာမျိုးတော်ကြီးကိုမြင်များရင်ကြည့်ရမှာ0 hero ကလည်းဖြစ်တယ်လို့ MC ကိုတိုင်ကလည်းငါ့ MC ကိုတိုင်မှာ action scene တွေကလည်းတော်တော်လေးလှတယ်ကြည်ရတာဆွဲထားတာတွေတော်တော်လေးလှတယ်စေတနာပိုင်းလို့ပြောလို့ရတယ်ဆိုတော့ဒီဝတ်တွန်းဖက်တဲ့အများကြီးနေအောင်ဖက်တော့အပြစ်ချက်တစ်ခုနဲ့တစ်ခုကအများကြီးပဲတချို့ဆိုလို့ရှိရင်ဟိုအရွက်20လောက်ပဲပါတာအရွက်20မဟုတ်တချို့15ရက်လောက်ပဲပါမျိုးရှိတယ်ဒါပေမဲ့ဒီမှာအများကြီးတော့အရွက်30နဲ့40လောက်ရှိတယ်ဆိုတော့ချက်တစ်ခုဖက်လို့ရှိရင်စိတ်နေအောင်ဖက်အများကြီးဖက်တယ်ပြီးတော့ကျွန်တော်လိုမျိုးအာရုံကြောအနေနဲ့အားနည်းသူတွေအတွက်ကြတော့လေဟိုလိုမျိုးစလုံးသေးရပါညာမရှိဘူးစလုံးအကြီးရည်နဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့တော်ရုံမျက်စိအားနည်းလူတွေလည်းဖတ်နိုင်တယ်ဆိုတဲ့ series မှာပါတယ်။ Yeah, Eternally Regressing နိုင်ခင်ဗျားတို့ဖတ်ကြည့်ရင်ထဲမှာတော့ဟိုလိုမျိုးလေ romance scene တွေလို့ပါလို့မလာသေးဘူး။ကျွန်တော်ခုလက်ရှိဖတ်တဲ့ငွေရင်းချီတော့မလာသေးဘူး။ MC ကသူ့ရဲ့အဲ့လိုမျိုးမတည်နိုင်တဲ့ ability ကိုလေကလေးလုပ်ပြီးတော့သူ့ကိုယ်သူဆောင်းရင်ကျန်းအောင်လုပ်နေရဆိုတော့0 to hero webtoon ဖြစ်တယ်။ခင်ဗျားတို့ဖတ်တဲ့ဖတ်ကြည့် yeah re0 ကြည့်ထားတဲ့သူတွေလည်းဖတ်ကြည့်ပေါ့နော်ဆိုတော့ပြီးလို့ရှိရင်ဘယ်အားပူတာလဲဆိုတော့ကျွန်တော်ရဲ့နှစ်ခုလုံးဖတ်ထားတဲ့လူရှိလို့ရှိရင်ဘယ်အားပူတာလဲဆိုတော့ကျွန်တော်ရဲ့ comment အောက်မှာဝေးအောင်ဆွေးနွေးညှိနှိုင်းတော့လို့ရပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်